โอเคကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ဒီ IT information technology လို့ပဲကျွန်တော်တို့အလွယ်ခေါ်ကြတဲ့ဒီနည်းပညာပိုင်းမှာcareer path အနေနဲ့ပတ်သက်ပြီးတော့ဘာတွေရှိလဲဆိုတော့ကျွန်တော်ရှင်းပြသွားလိုက်မယ်။ဒါကတော့ကျွန်တော်တို့ဒီ Techroland Pay ပေါ့။တကယ်တမ်းကျတော့ကျွန်တော်တို့ဒါက knowledge share ရင်တတ်ပဲကျွန်တော်ဒီတကယ်တမ်းပြောရရင်တော့ဒီသင်ခန်းစာဗီဒီယိုနဲ့ကျွန်တော်တို့ဒီ Computer Rebel Group နဲ့တော့တိတ်ပြီးတော့မဆိုင်ဘူးဗျာ။ဒါပေမဲ့ကျွန်တော်တို့မဆိုင်ဘူးလို့ပြောလို့မရဘူး။ဆိုင်တော့ဆိုင်ပါလေ။ဒါလည်းအခြေခံပဲလေ။ဒီနောက်ပိုင်းနည်းပညာတွေကိုတွားဖို့ဆိုတာကျွန်တော်တို့ဒီနီးပဒီကွန်ပျူတာဘဲလောက်ကိုအခြေခံလောက်ကိုကျွန်တော်တို့တိမှအဆင်ပြေမှာโอเคဒါဆိုရင်တော့ကျွန်တော်ဒီ knowledge share အနေနဲ့ကျွန်တော်စာပြောပေးမယ်โอ้ဒါဆိုရင်ကျွန်တော်တို့ဒီ information technology ဆိုတာဘာလဲဆိုတာလေကျွန်တော်တို့စပြောကြမယ်information technology ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာလိုပြန်ရင်တော့သတင်းအချက်အလက်နဲ့နည်းပညာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီကျွန်တော်လှုပ်ဆောင်ခြင်းတဲ့အချက်လက်တွေကိုယူပြီးတော့တယောက်နဲ့တယောက်ဝေမျှတာတွေမှာကျွန်တော်တို့အသုံးပြုတယ်နောက်ပြီးတော့ဒီနည်းပညာဆိုတဲ့အတိုင်းပဲကျွန်တော်တို့နည်းပညာဆိုတာကွန်ပျူတာတွေပါတွေဖုန်းတွေပါတွေအဲ့လိုမျိုးကိုင်နမနည်းပညာမဟုတ်ဘူးဟိုကကျွန်တော်တို့ဒီခရီးသွားတယ်ပေါ့ဗျာကျွန်တော်တို့ဒီရန်ကုန်နဲ့မန္တလေးလောက်ကိုသွားမယ်ဆိုရင်ဒီလမ်းလျှောက်သွားမယ်ဆိုရင်ရပောင်းများစွာကြာသွားနိုင်တယ်လေကြတော့ကျွန်တော်တို့ဒီအဆင်ပြေပြေနဲ့ပို့ပြီးတော့တူရှင်လာဖို့အတွက်ဘယ်လိုနည်းပညာတွေတူရှင်လိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီဆိုင်ကယ်တို့ကားတို့နောက်ပြီးတော့ကျွန်တော်တို့ဟိုအလေးပြန်လို့အဲ့လိုမျိုးထွင်လိုက်တော့ဒီပုံမှန်ကြာမဲ့အချိန်ထက်ပြပို့ပြီးတော့ကျွန်တော်တို့လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့သွားလာနိုင်တယ်အဲ့ဒီဥစ္စာလေးကျွန်တော်တို့အတွက်နည်းပညာပဲဒါဆိုရင်ကျွန်တော်တို့ဘာလို့ဆက်ပြောမလဲဆိုတော့ကျွန်တော်တို့အခုလေးလာနေမှာကြတော့ကျွန်တော်ဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ပေါ့ဒီအင်တာနက်နဲ့ပတ်သက်ပြီးတော့အချက်လက်တွေနဲ့ပတ်သက်ပြီးတော့ဒီ information and communication technology ပြောတယ်ဒီ ICT ဆိုတဲ့အကြောင်းတွေကိုကျွန်တော်လေ့လာသွားမယ်။နောက်ပိုင်းကျတော့ကျွန်တော်တို့ IT ဘိုင်းညာဘာနဲ့လဲဆက်ဆက်လာလဲဆိုတော့ကျွန်တော်တို့ business တွေနဲ့လည်းပတ်သက်ပြီးတော့ဆက်ဆက်လာတယ်။ business ဆိုတာဘယ်လိုမျိုးလဲဆိုတော့အခုကျွန်တော်တို့အလုပ်မှာဘယ်လိုအလုပ်မျိုးလဲဆိုတော့ IT manager လိုမျိုးအလုပ်မျိုးပေါ့သူကကြတော့ကျွန်တော်တို့ဒီကျွန်တော်တို့နီးပညာနဲ့ပတ်သက်ပြီးတော့ငွေထုတ်ငွေတွေကိုလည်းသူကစီမံရတယ်နောက်ပြီးတော့ကျွန်တော်တို့နီးပညာအကြောင်းတွေကိုလည်းသိချာသိရတယ်အဲ့ဒီလိုဥစားမျိုးကကျတော့ဒီ IT manager လိုမျိုးအလုပ်မျိုးကြတော့ကျွန်တော်တို့နီးပညာပိုင်းကို business ပိုင်းကိုနည်းနည်းလေးတော့ရောက်သွားတာပေါ့ကျွန်တော်ပြောချင်တာတော့ဒီ information technology ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒီနီးပညာဆိုတော့ဒီသတင်းအချက်အလက်တွေကိုတယောက်နဲ့တယောက်ရောက်ရှိအောင်လို့ပို့ဆောင်ပေးနိုင်တာမျိုးကိုလည်းကျွန်တော်တို့ဒီနီးပညာလို့လည်းပြောလို့ရတယ်ဒီလောက်ဆိုရင်တော့နည်းနည်းပါးပါးတော့ရှင်းသွားမှာပါရှင်းသွားမယ်ဆိုရင်နည်းနည်းရှုပ်သွားတဲ့သူကလည်းရှုပ်သွားလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြောတဲ့ဥစ္စာတွေကတချို့ကနားမလည်တဲ့ဥစ္စာလေးရှိမယ်ဒါဆိုကျွန်တော်ပြောချင်တဲ့ဥစ္စာဒီဥစ္စာဘယ်လိုပြောမလဲဆိုတော့နီးပညာချက်လက်ဆိုတာဒီကျွန်တော်ကွန်ပျူတာတွေဘာတွေကကျွန်တော်နီးပညာလို့ပြောတာမဟုတ်ဘူးကျွန်တော်တာမန်လုံးဆောင်နေတဲ့အရာတွေတက်ပို့ပြီးတော့လွယ်ကူအောင်လုပ်နိုင်သွားလဲဒါကနီးပညာပဲအဲ့လောက်သိရင်ကျွန်တော်တို့ရပြီโอเคဒါဆိုရင်ကျွန်တော်ကွန်ပျူတာတွေမှာဘယ်လိုမျိုးနည်းပညာတွေရှိလဲဆိုတော့ဒီသတင်းချက်လက်တွေကိုတည်ယူဖို့အတွက်ကျွန်တော်တို့ဒီမှာကွန်ပျူတာတွေမှာကျွန်တော်တို့ကွန်ပျူတာ system တွေမှာဒီ hardware software ဆိုပြီးတော့အခြေခံနေရရှိတယ်ဒါတွေကတော့ကျွန်တော်နောက်ပိုင်းသင်ခန်းစာတွေမှာဒါတေချာရှင်းပြသွားပါမယ်ဗီဒီယိုတွေမှာဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးမပြောခင်မှာ social application တွေsocial application တွေအကြောင်းအရင်ဆုံးပြောပြမယ်ကျွန်တော် social app တွေမှာဟိုလူတော်တော်များများဒီ Google ကနေစတန်ကောင်းရှယ်ဆိုရင် Facebook ဆိုရင်ကျွန်တော်တို့2.47 billion လောက်လူတွေကသုံးကြတယ်သုံးကြတဲ့လူတွေပေါ့ okay active ဖြစ်ကြတဲ့လူတွေနောက်ပြီး YouTube ဆိုရင်လည်းဒီလိုမျိုး2 billion ကျော်ကျော်အဲ့ဒီဥစ္စာလေးတွေသုံးကြတယ် okay ဒါတော့ကျွန်တော်စတန်ကောင်းရှယ်အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပေးတာဒါဘာလို့ပြောချင်တာလဲဆိုတော့ကျွန်တော်ဒီမှာတော်တော်များများဘာသုံးကြလဲဆိုတော့ကျွန်တော် Facebook ကိုအသုံးပြုကြတာများတယ်အဲ့ကြောင့်ကျွန်တော်အခုတချို့လူတွေကအမှားရောက်တာတွေရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီ Facebook ဆိုရင်နီးပညာလို့ပြောလိုက်ရင် Facebook လောက်ပဲနည်းနည်းဘယ်လိုပြောမလဲဘယ်လိုပြောမလဲ Facebook account lock ဖြီတာတို့နောက်ပြီးတော့ကျွန်တော်တို့ Facebook account password ခံတာတို့အဲ့ဒီဥစ္စာတွေကရေးမကြည့်ဘူးလားဆိုရေးတော့ကြည့်တယ်ဗျာဒါပေမဲ့တခုပဲရှိတယ်ကျွန်တော်အစွန်းတော့မရောက်သွားစေချင်ဘူးနီးပညာလို့ပြောလိုက်တာနဲ့ Facebook လောက်ကိုပဲမြင်တာကိုမမြင်စေချင်ဘူးအဲ့တော့ဘယ်လိုမျိုးရှိလဲဆိုတော့ကျွန်တော်တို့အရင်က2016လောက်မှာပေါ့နောက်15 16လောက်မှာ Gmail Recovery တို့ Facebook Recovery တို့တားပေါ်တာဗျာဟိုဘယ်တစ်ပိုင်းကနေပြီးကျွန်တော်တို့ Recovery လောက်တာနဲ့ဒီ ID confirm နိုင်တာနဲ့ကျွန်တော် account တွေကိုရအောင်ယူလို့ရတယ်အဲ့ဒီအခုနောက်ပိုင်းကျတော့ဘာတွေလဲဆိုတော့ကျွန်တော်တို့ဒီဘယ်လိုမျိုးကန့်သတ်လိုက်တယ်ဆိုတော့ Facebook ကနေကျွန်တော် IP အတွက်ကနေပြီးတော့ဥပမာကျွန်တော်ဒီဖုန်းနဲ့ကျွန်တော်တို့အကောင့်ဖွင့်ခဲ့တယ်ဆိုရင်ဒီဖုန်းနဲ့ပဲစာပြန်တင်ပြီးတော့ဒီ internet အခြေအနေတွေပဲကျွန်တော်တို့ပြန်ပြီးတော့ recovery ပြန်ပြီးတင်လို့ရတဲ့အခြေအနေတွေရှိလာကြတယ်အဲကြတော့ကျွန်တော်တို့ဒီဘယ်လိုမျိုးလဲဆိုတော့ဗျာအရင်ကလိုမျိုးကျွန်တော်တို့ဒီ recovery ဆွဲတဲ့ဥစ္စာတွေကအဆင်မပြေကြတော့ဘူးအဲကြတော့ဘယ်လိုမျိုးဖြစ်လာလဲဆိုတော့ကျွန်တော်တို့နောက်ပိုင်းကျတော့Facebook report တင်တာလို့နောက်ပြီးတော့ကျွန်တော်တို့ Facebook report တင်တာလို့နောက်ပြီးတပြင်းproblem တွေနဲ့ information နဲ့ပတ်သက်ပြီးတော့အကောင့်တွေကြာပြောရရင်တော့ဗျာဒီ Facebook အကောင့်မှမဟုတ်ဘူးကျွန်တော်တို့
ဒီတော်တော်များများ software တွေမှာလည်းဟိုcustomer service ဆိုတာရှိတယ်ဥပမာကျွန်တော် customer service ဆိုတာဘယ်လိုမျိုးဥစားလဲဆိုတော့ကျွန်တော်နီးနီးဆက်ဆက်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီတယ်နော်တို့ audio တို့မှာဥပမာကျွန်တော်တို့ဒီဖုန်းဝင်မှာပြီးတော့ခက်ချစ်ပြီးတော့မှထည့်လိုက်မိတာတို့နောက်ပြီးတော့ win money တွေပါပြီးဆိုရင်လည်းပတ်စံမသွင်းတော့မိတာတို့ဆိုရင်ကျွန်တော်တို့အကူအညီနဲ့တောင်းလို့ရတဲ့ဒီ customer service တွေရှိတယ်အဲ့ဒီတိုင်းမှာကျွန်တော်တို့ Facebook တို့ဘာလို့မှာလဲအဲ့တိုင်းမှာကျွန်တော်တို့ customer service တွေကိုအကူအညီတောင်းလိုက်တဲ့အချိန်ကျရင် customer service တွေကကူညီလိုက်တာပဲဒါကိုကြတော့ကျွန်တော်တို့ဟို recovery လိုမျိုးခေါ်ကြတယ်ဟိုကျွန်တော်နားလဲအောင်ပြောရမယ်ဆိုတော့ဗျာကျွန်တော်တို့ကကျွန်တော်တို့ကိုအကူအညီတောင်းကြရပေါ့ဥပမာကျွန်တော်တို့ Facebook တွေဆိုရင်နိုင်ငံခြားဟို server တွေကိုကျွန်တော်တို့ကကျတော့ဟိုတော်တော်များများကြတော့ဗျာစတင်တာတွေကတိတ်ပြီးတော့အဆင်မပြေကြဘူးအဲ့ကြောင့်သူများကိုအကူအညီတောင်းပြီးတော့ကျွန်တော် log ဖြီးပေးဖို့နောက်ကြတော့အဲ့လိုမျိုးအကောက်ပြန်ရောက်ဖို့ကျွန်တော်တို့ကြိုးပမ်းတာလေးရှိတယ်ဒါကတော့တာမန်ပြညာပဲဘာမှနီးပညာမှာနည်းနည်းအင်္ဂလိပ်စာလေးရေးတတ်ရင်ကိုအဆင်ပြေနေပြီcustomer service ကိုအကူအညီတောင်းလို့ရနေဥပမာပြောရရင်တော့ဗျာဥပမာကျွန်တော်တို့ကနီးဆက်ဆက်ပြောရမယ်ဥပမာကျွန်တော် win money ပတ်စံကိုတဲရောက်မှာပြီးလွှဲလိုက်ပြီတယ်ကျွန်တော်တို့က win money call center ကိုဖုန်းမဆက်တဲ့လို့တပင်းလူတီကိုဖုန်းဆက်ပြီးတော့အဲ့ပတ်စံကိုပြန်လွှဲပေးဖို့အကူအညီတောင်းသလောက်တောင်းတလို့မျိုးပဲဒီဝီကာဘိုင်ဆွဲတဲ့ဆိုတဲ့အကြောင်းအရာမျိုးဒါဆိုရင်ဝီကာဘိုင်ဆွဲတာဘယ်လိုမျိုးလဲဆိုတော့နည်းနည်းနားလည်သွားပြီထင်တယ်အခုနောက်ပိုင်းကျတော့ဗာကြီးလဲဆို cracking ဆိုတာရှိတယ် cracking ကိုကျွန်တော်တို့ဒီရိုးရိုးရှင်းရှင်းမြင်ရမယ်ဆိုရင်ဘယ်မှာမြင်ရမလဲဆိုတော့ဒီ gain ကောက် cracking တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်တို့ဒီ gain တွေမှာ cheat တာလေဥမာကျွန်တော်တို့ software တွေဥမာmobile legend မှာဆိုရင်လည်းကျွန်တော်တို့ diamond တွေဟတ်တယ် diamond တွေချိတယ်နောက်ပြီးတော့ skin တွေချိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပတ်ကြီးတွေပါတယ်မှာဆိုလည်းအဲ့လိုပဲ damage ဟတ်တာတို့အဲ့လိုမျိုးဥစ္စာတွေရှိတယ်ဒါတော့အဲ့ဒီဥစ္စာတွေကိုကျွန်တော် hard လို့မပြောရဘူးဘယ်လိုမျိုးပြောလဲဆိုတော့ကျွန်တော်တို့ cracking လို့ခေါ်တယ်ဗျာဘယ်လိုပြောလဲကျွန်တော်တို့ဟိုအတူရောင်တွေဗျာ cheese application လေးတွေသုံးလာလောက်ပဲရှိတယ်အဲ့ဒီအဆင့်လောက်ပဲရှိတယ်ဘာမှမရှိဘူးသူများရေးထားတဲ့တူတွေကိုကျွန်တော်အသုံးပြုလာတာလောက်ပဲရှိတယ်ဟိုဒါဆိုရင်ကျွန်တော်တို့ကဟိုဘာကိုဆက်ပြီးတော့သိရမလဲဆိုရင်ကျွန်တော်တို့ဒီဤပညာဆိုတဲ့ဥစ္စာမှာကျွန်တော်တို့ဒီ Facebook ဆိုတဲ့ဥစ္စာတွေမှာကျွန်တော်တို့မနစ်မျောစေခြင်းဘူး Facebook ဟာဒါတွေလောက်လို့မျိုး cracking တွေဘာတွေမှာမနစ်မျောစေခြင်းကျွန်တော်တကယ်ဤပညာဆိုတော့ဘာလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ဆက်သွားကြမယ်ကျွန်တော်တို့ဒီမှာကျွန်တော်ဘယ်လိုပဲပြောပါ Facebook ဟတ်တဲ့အကြောင်းအရာကိုလူတွေကစိတ်ဝင်စားအောင်ပါပဲအဲကြောင့်ဘယ်လိုမျိုးလဲဆိုတော့ဖြစ်နိုင်တာမဖြစ်နိုင်တော့ကျွန်တော်ပြောမယ် Facebook ဟတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့အခုကျွန်တော်အခုဒီကျွန်တော်ပြနေတဲ့ဟာကြီးအကြောင်းမပြောခင်ကျွန်တော်တခုပြောပြမယ်ကျွန်တော် memory stick မှာကျွန်တော်တို့ဟို memory card ထဲမှာ data လေးတွေတင်ထားရလေဥပမာကျွန်တော်တို့ကတရှင်းတစ်ပုတ်တင်ထားတယ်ပဲထားလိုက်တော့အ memory stick ကမှာတရှင်းနေ7ပုတ်အပုတ်100လောက်ရှိသွားရင် memory card 4K ပါ 8K အဲ့လိုမျိုးလေးတင်ထားလေးရှိတယ်ခွေအဲ့လိုမျိုးပဲကျွန်တော်တို့ဒီအဲ့လို memory card လေးတွေများလာတဲ့အချိန်ကျကျွန်တော် storage site တွေများလာတဲ့အချိန်ကျရင်ကျွန်တော်တို့ဒီကိုလောင်ခိုင်းထဲမှာထည့်လိုက်ရင်ဗျာ memory stick ကိုလောင်ခိုင်းလို့အဲ့လိုမျိုးခေါ်လို့ရသွားပြီအဲ့လိုမျိုးပဲကျွန်တော်တို့ဟိုရိုးရှင်းရှင်းပြောရမယ်ဆိုရင်ကျွန်တော်တို့ laptop တွေမှာသုံးကြတဲ့ desktop တွေမှာသုံးကြတဲ့နောက်ပိုင်းကျွန်တော်သင်ခန်းစာလေးတွေမှာနားလည်အောင်ကြည့်လိုက်ပါ laptop hard disk တွေဆိုတာဗာလဲ RAM တွေဆိုတာဗာလဲဆိုတော့ကျွန်တော်အောက်မှာရှင်းပြထားတယ်โอเคအဲ့ဒီဥစ္စာအဲ့လိုမျိုး hard disk file တွေအများကြီးကိုစုလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီလိုမျိုးဒီ router တွေ switch တွေနဲ့အကုန်လုံး data တွေချိတ်ဆက်ပြီး internet တွေရအောင်လို့ asset တွေရအောင်လို့ကျွန်တော်လုပ်ပေးရတဲ့ server ခိုင်းကြီးကိုကျွန်တော် Facebook server ခိုင်းကြီးလို့ပြောတယ်အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့ data တွေကရှိနေတာဗျာဥပမာအဲ့ဒီ data တွေကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ကဘာသွားလို့ရမလဲဆိုတော့အဲ့ဒီ data server ခန်းမှာကျွန်တော်တို့အကောင့်တွေကိုသွားပြီးတော့ share ရမယ် information ချက်လက်တွေကို password တွေကိုသွားပြီးတော့ကြည့်ရမယ်ဒါဆိုကျွန်တော်ပြောချင်တဲ့ဥစ္စာမျိုးကဒီခင်ဗျားတို့ line ပေါ်မှာတင်ပြီးတော့ကျွန်တော်တို့ line ပေါ်မှာတင်ပြီးတော့ Facebook ကောက်ဟတ်ချင်တယ်ကျွန်မကောက်မလေးအကောင့်လိုချင်တယ်ကောက်မလေးကောက်လိုချင်တယ်ဆိုတဲ့ဥစ္စာတွေကဘယ်လိုလို့တကယ်အဲ့လိုမျိုး server ခန်းတွေမှာသွားကြိုင်နေတဲ့ကောင်ကကျွန်တော်တို့ပတ်စံငွေတောင်းကျော်သိန်းကျော်လောက်လေးနဲ့သူတို့ကလာပြီးကူညီမယ်လို့ထင်လားဒါကကျွန်တော်ပြောပြရပါတကယ်တမ်းဒီ Facebook server မှာဒီလို Facebook လို community တွေမှာလှုပ်နေတဲ့သူတွေတော့မှဗျာသူတို့အကန့်နဲ့သူတို့ပဲထိတွေ့ခွင့်ရှိရယ်ဥပမာသူတို့ထိတွေ့ခွင့်မရတဲ့ data တွေရှိသူတို့ထိတွေ့ခွင့်ရတဲ့ data တွေလည်းရှိတယ်ဟိုဒါဆိုရင်တော့ကျွန်တော်ဖြစ်နိုင်မဖြစ်နိုင်ဆိုတော့ပြောပြပါဒါတော့ကျွန်တော်တို့ဒီ Facebook နဲ့ပတ်သက်ပြီးတော့ဒီ server ခန်းကိုဖောက်ပြီးတော့မှယူလို့ရမယ့်နည်းလေးကိုကျွန်တော်ပြောပြတာအဲ့ချိန်ကျခင်ဗျားတို့ Facebook center ကိုရင်သွားပြီးအဲ့ data ကွန်ပျူတာနဲ့ connect လုပ်ပြီးတော့ကျွန်တော် data တွေဆွဲထုတ်မှာပဲရမယ်တကယ်လို့နောက်တစ်နည်းကဘာရှိသေးလဲဆိုတော့ okay လာပြီဒါကျွန်တော် user တွေကိုယ်တိုင်လုပ်လို့ရတယ်။ဘာကြီးလဲဆိုတော့ကျွန်တော် Facebook recovery ဆိုတာရှိတယ်။ recovery ဆိုတော့ကျွန်တော်ခုနကရှေ့ဝေးပြောပြီးပါပြီ။2015 2016လောက်ကျွန်တော်ဒီလိုမျိုးအကောင့်တွေကို identity နဲ့ဟို recovery တွေဆွဲလို့ရတဲ့ဟာတွေရှိတယ်။နောက်တစ်မျိုးကဘာလဲဆိုတော့ကျွန်တော်တို့ဒီတော်တော်များများကြားဘူးကြမှာပါကျွန်တော်တို့ဒီ game တွေမှာအောက်မှာလေသူများတွေdiamond free ရမယ်လို့နောက်ပြီးတော့ second free ရမယ်လို့အဲ့လိုမျိုးလေဟိုကျွန်တော် link တွေလာတယ်လေ။ okay အဲ့ဒီ link တွေမှာကျွန်တော်တို့ software တွေကို login ဝင်လိုက်ပြီးတော့ဘာဖြစ်ကုန်လဲဆိုတော့သူများတွေကကျွန်တော်တို့ account login ဝင်တဲ့ password တွေကိုတည်သွားကြတယ်။โอเคဒါဆိုရင်ကျွန်တော်တို့ phishing link ဆိုတာဘာလဲဆိုတာတော့သိသွားတော့ပါပြီတချို့လူတွေကလည်းခံရဘူးတဲ့လူတွေကလည်းခံရဘူးပါမယ် link လေးတစ်ခုလာပို့လို့ဆိုပြီးတော့ကျွန်တော် login ဝင်ကြည့်လိုက်တဲ့ account တွေပါသွားတယ်ဒါ phishing တွေပဲ
phishing ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီမှာနေကျွန်တော်တို့အင်္ဂလိပ်လိုမျိုးအတန်ထွက်စင်တူလေး FIR နဲ့ phishing ဆိုငါးများချင်းဆိုနေတူတူပဲလူတွေကဥမာဒိုင်းမွန်းရမယ်ဘာညာငါးဆောက်ပဲမြင်ကြပြီးတော့ကျွန်တော်တို့ဘာလို့မမြင်ကြဘူးလဲဆိုတော့ဒီဟိုဘယ်လိုပြောရမလဲဗျဒီကျွန်တော်တို့ရှိရပြန်ပါသွားမဲ့ဟာတွေကိုမမြင်ကြဘူးကျွန်တော်တို့ဒီ data ပြန်ပါမဲ့ဥစ္စာတွေကိုမမြင်ကြဘဲနဲ့ကျွန်တော်ရမယ်အဲ့ဒီ diamond ဥစ္စာဘာညာအဲ့ဒီဥစ္စာတွေပဲမြင်သွားကြတာရှိတယ်။နောက်ပြီးတော့ password generation ဆိုတာဘာလဲဆိုတော့ကျွန်တော်နောက်တစ်ခုထပ်ပြောပြမယ်။အဲ့ဒီကဘာလဲဆိုဥပမာကျွန်တော်တို့ password ကိုကျွန်တော်တို့ Facebook password တွေကိုဥပမာကျွန်တော်ကဒီ Facebook ကောက်ဖွင့်ထားတယ်ဖွင့်ထားပြီးကျွန်တော် Facebook ကောက်ရဲ့ဖုန်းနံပါတ်နဲ့ပဲကျွန်တော် password ပြန်ထားတာမျိုးလို့နောက်ပြီးတော့ကျွန်တော်တို့ဒီ password ကို12356ထားတာလို့အဲ့လိုမျိုးဥစ္စာဆိုရင်တခြားသူတယောက်ကဒီလက်တရန်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရည်ရွယ်ချက်ရှိတာပဲဖြစ်ရည်ရွယ်ချက်မရှိဘဲနဲ့ဝင်တာပဲဖြစ်ဖြစ်ကျွန်တော်အဲ့လိုမျိုး password တွေမှန်းပြီးတော့ထည့်လိုက်လို့ကျွန်တော်အကောက်ကိုလောဝင်ပြီးသွားရင်ကျွန်တော်တို့ရဲ့ဒီ information အချက်လက်လေးကျွန်တော်တို့ဒီ personal ရစကားပြောထားတဲ့အချက်လက်တွေကိုသူများတွေကအဲ့လိုမျိုးလက်ဘယ်လိုပြောမလဲလက်ဆန်းပြီးတော့ဝင်သွားတဲ့သူတွေကရသွားနိုင်တယ်အကြောင်း password တွေထားမယ်ဆိုရင်ကျွန်တော်ဘယ်လိုထားရမလဲဆိုတော့ဥမာကျွန်တော်password တစ်ခုကိုအစမ်းပြပြဥမာကျွန်တော်တက်ကနိုလန်နဲ့ကဏ္ဍလေးနဲ့တက်ကနေနဲ့ပေကိုပတ်စော်ပေးမယ်တကယ်သွားလဲဝင်မကြည့်နေအောင်တော့အဲ့ဒီပတ်စော်ကျွန်တော်မထားဘူးโอเคကျွန်တော်ကဘယ်လိုမျိုးထားလိုက်မလဲဒီမှာတီအကြီးနဲ့တက်ကနေလမ်းဆိုပြီးရေးမယ်နောက်ကစလုံးလေးကိုအသေးပြီးရင်ကျွန်တော်ပတ်စော်ကိုကျတော့123လေးမရေးပဲနဲ့ခွန်89ခွန်98လို့63နှစ်လို့413လို့အဲ့လိုမျိုးဥစ္စာတွေသူများမှတ်ရခက်တဲ့ဥစ္စာမျိုးတွေပေါ့နောက်အဲ့လိုမျိုးဥစ္စာလေးထားတာလို့နောက်ပြီးတော့ကျွန်တော်တို့question mark လေးထည့်မြားလို့ exclamation mark လေးထည့်ထားတာလို့အဲ့လိုမျိုး password လေးကိုထားရင်နည်းနည်းလေးသူများတွေခံပန်းဖို့တဲ့နည်းနည်းခက်ခဲလိမ့်မယ်။ Okay ဒါဆိုရင်ကျွန်တော် password generation ကိုကောက်ခွဲမယ့်နည်းလေးကိုကျွန်တော်တစ်ချက်ပြောပြပြီ။နောက်တစ်ခုကဘာလဲဆိုတော့ဒါကတော့ဒီနည်းပညာပိုင်းနဲ့လည်းပါသွားပြီပေါ့ခုနဟာလည်းပါသွားပါတယ်နည်းပညာနဲ့ပတ်သက်ပြီးတော့ပဲသိမှရမှာလေဒီဥစ္စာကျွန်တော်နည်းနည်းဒီ hacking ပိုင်းနဲ့ပတ်သက်သွားပြီဘာလဲဆိုတော့ကျွန်တော် man the middle attack ဆိုတာရှိတယ် man the middle attack ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်overview ပဲပြောပြမယ်ဒီအခုကျွန်တော်တို့ကဘယ်လိုပြောမလဲကျွန်တော်တို့ဒီဘယ်မှာအသုံးပြုကြလဲဆိုတော့အခုဒီ mind တဲ့ metal attack ကိုမပြောခင်မှာကျွန်တော်တို့ဘယ်လိုမျိုးနေရာတွေမှာအဲ့လိုမျိုး mind တဲ့ metal attack တွေကထိတတ်လဲဆိုတော့အခုကျွန်တော်တို့ဒီ public wifi တွေလေမှာကျွန်တော်တို့လက်ဖေးဆိုင်လို့နောက်ပြီးတော့ကျွန်တော်တို့ဗီရာတို့ဘာလို့မှာနောက်ဆုံးလို့ကျွန်တော်တို့ဒီလေစိတ်ကွင်းတွေမှာကျွန်တော်တို့ public wifi တွေရှိရဲအဲဒါကြောင့်ကျွန်တော် wifi တွေပါတွေတုံးကြတဲ့အချိန်ကျရင်ကျွန်တော်တို့အထက်မှာ hacker တကောင်သားပါရင်ကျွန်တော်တို့ဒီ networking အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အမှ local area network တွေကိုရောက်သွားပြီ LAN တွေကိုရောက်သွားပြီသူတို့ရဲ့ local area network တွေကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ user ချင်း information တွေအပြန်အလှန်ကြည့်လို့ရတဲ့အခြေအနေကိုရောက်သွားတယ်။အဲကြောင့်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ရှိကိုအဲ့လိုမျိုး data တွေကိုဖြတ်ပြီးတော့ယူတာတို့အဲ့လိုမျိုးအခြေအနေတွေလုပ်နိုင်တယ်။ဘယ်လိုမျိုးလဲဆိုတော့ဥပမာကျွန်တော်ကခင်ဗျားကိုဒီအဲ့လိုပြောမလဲဥပမာပေါ့ကျွန်တော်ခင်ဗျားကိုကျွန်တော်ကဒီမိုးတို့တစ်ထုပ်ကိုပြစ်လေးလမ်းပြီးတော့ပြစ်ပေးလိုက်တယ်။ဥပမာကျွန်တော်တို့ကခင်ဗျားကျွန်တော်ရှိမှရနေတယ်ကျွန်တော်ကလည်းခင်ဗျားရှိမှရနေတယ်ကျွန်တော်ကမိုးတို့တစ်ထုပ်ကိုပြစ်ပေးလိုက်တယ်။ဒါပေမဲ့အလဲမှာလူတယောက်ကလာရက်နေတဲ့လူတယောက်ကလှမ်းပြီးတော့အဲ့ဒီမိုးထုတ်လှမ်းဖမ်းလိုက်မယ်ဆိုရင်အဲ့ဒီမုတ်တော့ခင်ဗျားရှိကိုမရောက်သွားပဲနဲ့အဲ့ဒီဓာတ်တွေကလူရှိပဲရောက်သွားတယ်အဲ့လိုပဲဥပမာကျွန်တော်တို့ကဒီ data center ကိုကျွန်တော်တို့အကောက်ရဲ့အချက်လက် data တွေကိုဥပမာကျွန်တော်တို့ Google ဆိုလဲ Google Gmail center ကိုကျွန်တော်တို့ရဲ့အကောက်ရဲ့ login ဝင်လိုက်မယ်ဆိုရင် Google Gmail center တွေကိုကျွန်တော်တို့ရဲ့ password ကမရောက်ဘဲနဲ့ဒီကြားထဲကနေဟာတကောင်ကဖြတ်ပြီးတော့ယူသွားနိုင်တာရှိတယ်။ဒါတော့ကျွန်တော် overview ပေါ်နားလဲမယ်လို့လည်းကျွန်တော်ထင်ပါတယ်ဖြည်းဖြည်းချင်းနားထောင်ကြည့်ပါတကယ်လို့နားမလဲဆိုရင်လေနောက်တစ်ခါတော့ပြန်နားထောင်ကြည့်။ Okay ဒါကတော့ man in the middle attack လို့ခေါ်တယ်။နောက်ကျတော့ဗာလဲဆိုတော့ဒီ protection အနေနဲ့ကာကွယ်တာအဲ့လိုမျိုးဟာတွေကိုကာကွယ်ဖို့ဘာတွေသုံးထားလဲဆိုတော့ကျွန်တော်ဥပမာအနေနဲ့ဆိုရင်ကျွန်တော်ဒီကမ္ဘောဇပေးလို့နောက်ပြီးတော့ဝေမန်နီဆိုရင်တော့ level 1ဆိုမှမဖြစ်သေးဘူး level 2လောက်ဆိုရင်သူကဘာလဲဆိုကျွန်တော် OTP code တွေရိုက်ပြီးသွားတဲ့အချိန်တောင်မှဒီနောက်ထပ်ကဘာလဲဆိုတော့နောက်ထပ်2 step အနေနဲ့ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီမှတ်ပုံတင်လေမှတ်ပုံတင် date တွေကိုကျွန်တော်တို့ရိုက်ထည့်ပေးရတယ်အဲ့ဒါမှအဆင်ပြေမှာဗျာဟိုမှာကျွန်တော်log out ထွက်လိုက်တယ်နောက်ထပ်တစ်ဖုန်းနဲ့ login ဝင်တဲ့အချိန်ကျရင်single သူကရသွားရင်တော့မှ OTP ကုန်းနဲ့ login ဝင်လို့မရဘူးဘယ်လိုမျိုး login ဝင်လို့ရမလဲဆိုတော့ဒီမှတ်ပုံတင်နောက်တဲ့တစ်ခါထည့်ရိုက်တင်ပါပဲ login ဝင်လို့ရမယ့်အခြေအနေရှိတယ်။ Okay ဒါတော့ကျွန်တော်ဒီ projection to set ခံတဲ့ဥစ္စာလေးကိုကျွန်တော်ပြောပြရပါပေါ့။ Okay ဒါဆိုနောက်ပြီးကြရင်ကျွန်တော်တို့ဒီ organization တွေမှာဒီရုံးဝန်ထမ်းလို့နောက်ပြီးတော့ကျွန်တော်တို့ဒီတာမန် user တွေတော်တော်များများဘယ်လိုမျိုးကျွန်တော်တို့ data တွေခိုးခံနေရှိကြလဲဆိုတော့ဒီ social engineer တွေလို့ phishing attack လို့ဥပမာကျွန်တော်တို့ Gmail တဲ့ကိုကျွန်တော်တို့ကlink လေးတစ်ခုပို့လိုက်တယ်ပို့လိုက်တဲ့ဥစ္စာကျွန်တော်မသိဘဲနဲ့ဝင်ကြည့်လိုက်တယ် Gmail ကောက် login ဝင်ရမယ်ဆိုလို့ကျွန်တော်တို့က Gmail ကောက် login ဝင်ကြည့်လိုက်တယ်ဝင်လိုက်တော့ကျွန်တော်တို့ဘာတွေပါသွားလဲဆိုတော့ကျွန်တော်တို့ရဲ့ Gmail ကောက်ကြီးပါသွားအဲ့လိုကြတော့ကျွန်တော်တို့ရုံးရဲ့ချက်လက်တွေပါတွေအဲ့လိုမျိုးပြန်ပါသွားနိုင်တာတွေရှိတယ်ဒီထက်ပို့ပြီးတော့အဆင်ပြေတဲ့ဥစ္စာလေးတွေရှိတာပေါ့။ Okay ဒါတော့ကျွန်တော်ဒီ exam အနေနဲ့ပြထားပေါ့ဥပမာကျွန်တော်
တရားရောက်ကနေပြီးတော့ကျွန်တော်တို့ယုံစီကိုလာပြီးတော့ဟယ်လိုပါညာပေါ့ကျွန်တော်တို့ကဒီတပြည့်အဖွဲ့အစည်းတစ်ခုကနေပေါ့လာပို့တာပေါ့ကျွန်တော်တို့ငွေပေးမဲ့ငွေချရမဲ့ဥစ္စာကိုကျွန်တော်တို့ကကန်ဆယ်မဲ့ပေါက်တာပဲဘာဖြစ်အဲ့လိုမျိုးအခြေအနေနဲ့ကျွန်တော်တို့ကလာပို့တဲ့အချိန်ကြရင်ဒီကျွန်တော်တို့မတီးဘဲနဲ့ဝင်ပြီးတော့အလင်းထဲမှာလောရင်ဝင်လိုက်မိတာပေါ့လို့ဆိုရင်ကျွန်တော်တို့အချက်လက်ပါသွားနိုင်တယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ social engineering ကဘာလဲဆိုတော့ကျွန်တော်သိသွားပြီ social engineering ရဲ့အဓိကချက်တွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ဒီဥပမာကျွန်တော်ခင်ဗျားတို့ကြောက်မှာပါဥပမာထီပေါက်လို့ကျွန်တော်တို့ထီပေါက်တဲ့ပတ်စံဟိုဘူကဥပမာ10သိန်းခွဲရမှာဟိုတသိန်းလောက်ကိုအရင်လွှဲရမယ်လို့ဘာလို့အဲ့လိုဖုံးဆက်ပြီးလိန်တာတွေရှိရလေအဲ့ဒီဥစ္စာလေး social engineering တစ်ခုပဲအဲ့ကြောင့်မို့ကျွန်တော်တတိပေးချင်တာကဘယ်ရမှကျွန်တော်တို့ချက်ချင်းရလကားရအောင်မယ်ဟာဆိုဒါကြီးမယုံကြည်နဲ့အဲ့ဒီသတင်းချက်လက်ကဘယ်ရလာလဲဆိုလာလဲကျွန်တော်တို့စမ်းစင်တက်တယ်โอเคထားလိုက်တော့ကျွန်တော်တို့ဒီအချိန်ကြီးများသွားပြီဒီခုနက hacking တွေပါပြီကျွန်တော်တို့ IDK ရပတ်လန်းကြောင်းနဲ့ပြောတဲ့ဥစ္စာတွေကများသွားပြီအချိန်လေးနည်းနည်းများသွားအခုဒါဆိုရင်ကျွန်တော်တို့စလိုက်မယ်ဒီ IDK ရပတ်နဲ့ပတ်သက်ပြီးတော့ဘယ်ကနေစပြီးတော့သွားမလဲဆိုတာโอเคဒါဆိုရင်ကျွန်တော်တို့ဒီဘယ်ကနေစသွားလို့ရလဲဆိုတော့ကျွန်တော်အခုသင်ခန်းစာမှာကျွန်တော်တို့သင်ပေးမယ် Kumula Rebel ဆိုတဲ့ဥစ္စာကနေစလို့ရတယ်ဒီ Kumula Rebel ကြောင်းနဲ့ပတ်သက်ပြီးတော့တည်သွားဘာလို့လုပ်ရလဲဆိုတော့ရိုးရှင်းရှင်းလေးပဲကျွန်တော်တို့ Kumula ကိုင်နေတဲ့အတွက်ဒီ Kumula Center တွေပါKumula လေးတစ်ခုခုဖြစ်တာနဲ့ဥမာကျွန်တော်သွားပြီးတော့သူများတွေစီလိုက်ပြီးတော့ Kumula ဟိုဥမာဗျာကျွန်တော်တို့ hardware ဘိုင်းတွေကင်ရမယ့်ဟာတွေမှာလားတချို့ဟာလေးမှာလားကိုကလက်မမှန်သေးဘူးဆိုရင်သူများ service ဆိုင်ကိုပုတ်လိုက်ရပို့ကောင်းတယ်ဥမာ software အရာလို့ဘာလို့လောက်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ဖြည့်ရှင်းနိုင်သွားမှာအဆင်ပြေမယ်ဒါမှကျွန်တော်ဒီ networking line ပဲဆိုတော့ဘယ် line နေပဲဆိုတော့လို့ line လမ်းကြောင်းနေသွားတဲ့အချိန်ကျရင်ကိုကူမူတာကိုပြုပြင်နိုင်တော့နည်းနည်းလေးအဆင်ပြေတာပေါ့။ Okay ဒါဆိုရင်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော် networking မှာလည်းရှိရယ် networking မှာဆိုရင်တော့ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီ networking ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့ internet ပုံမှာဖွဲ့စည်းတည်ဆောက်ထားတဲ့အခုကျွန်တော်တို့ဒီ data တွေနဲ့ပတ်သက်ပြီးဥမာကျွန်တော်တို့ internet တွေကဘယ်လိုဆက်သွယ်နေရလဲအဲ့ဒီလိုမျိုးပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရင်ဆုံးဘာရှိလဲဆိုတော့အခြေခံအနေနဲ့ network engineering ဆိုတဲ့ AMPLET ဆိုတာရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဘာရှိသေးလဲဆိုတော့ဒီမှာဒီ AMPLET မှာလည်းကျွန်တော်တို့ CCNA လို့နောက်ပြီး CCNB လို့ CCIE လို့ရှိတယ်ကျွန်တော်ဒီခုဒီမှာ PowerPoint slide လေးကြံခဲ့ရလေးရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီတကယ်တမ်းဟိုဘယ်လိုပဲနိုင်ငံတကာသိမဲ့ certification တစ်ခုရှိတယ်ဘာလဲဆိုတော့ CONTIE လို့ခေါ်တယ်အဲ့ဒီ certification ကဘာလဲ CONTIE A+ ဆိုတော့ကုမ္ပဏီပြုပြင်ပိုင်းပေါ့အဲ့ဒီနဲ့ပတ်သက်ပြီး certification တစ်ခုရယ် CONTIE AMPLET ဆိုပြီးတော့ networking ဘိုင်းနဲ့ပတ်သက်ပြီး certification တစ်ခုရယ် CONTIE security plus ဆိုပြီးတော့ဒီကျွန်တော်တို့ hacking knowledge တွေနဲ့ရောနောက်ပြီးတော့ A+ AMPLET နဲ့ပတ်သက်ပြီးတော့ knowledge တွေရောပါတဲ့ software ဖြည့်လို့ရတဲ့အဲ့ဒီ certification သုံးခုလည်းရှိသေးတယ်ဒါတော့ကျွန်တော်တို့ဒီ network engineer အနေနဲ့အသက်ဝေးဝမ်းကြောင်းသွားမဲ့လူတွေကြတော့ဒီ CCN တွေလို့ certification လို့certification တွေယူထားတော့အဆင်ပြေတယ်။ network engineering ဆိုတော့ networking basic သင်တန်းလောက်ကတော့ဗျာအရင်ဆုံးတက်ထားတင်တယ်အဲ့ဒီဟာတွေမသွားခင်မှာအဲ့ဒီဥစ္စာတွေသွားမယ်ဆိုရင်ကျွန်တော်တို့ CCN တွေ certification သင်တန်းသွားပြီးရင်ကျွန်တော်တို့ CCNB CCIE ဆိုပြီးတော့ရှိတယ်။လက်စာလည်းသူတို့ဒီ certification မြင့်သွားသူတို့လက်စာတွေကလည်းပွာသွားတတ်တယ်။နောက်ပြီးကျတော့ကျွန်တော်တို့ဒီပေါ် CCN တွေကနေပြီးတော့တချို့က CCNB ကိုမဖြစ်ပဲ CCIE ကိုတက်ဖြစ်တဲ့လူတွေလည်းတချို့လူတွေတော့ရှိတယ်ဒါမှမဟုတ်လေဟိုဟာပေါ့ဟိုကျွန်တော်တို့ CCN တွေမဖြစ်ပဲ CCNB ကိုတွားဖြစ်တဲ့လူတွေလည်းကျွန်တော်တွေ့ဘူးတယ်။ဟိုဒါဆိုတော့ကျွန်တော်တို့ဒီ networking နဲ့ပတ်သက်ပြီး IDK ရဘက်ကိုကျွန်တော်သွားတဲ့ဥစ္စာလေးကိုတစ်ချက်ပြောပြပါနောက်ပိုင်းကျရင်ကျွန်တော်တို့ဒီ CCIE မှမဟုတ် Microsoft ဆူရတော့ Amazon Web Service ကစီ certification တွေလည်း networking နဲ့ပတ်သက်ပြီးတော့ရှိရဗျာ။ Okay ဒါဆိုရင်ကျွန်တော်ကဒီဟာတွေကတော့ဘယ်လိုလဲဆိုတော့ကျွန်တော် networking ဆိုတော့ဘာလို့ရလဲဆိုတော့ပြင်းပြအပြင်CCI မှာဆိုတော့ routing and switch ဆိုရင် router တွေ switch တွေကန်ရမယ်ကွန်ပျူတာတွေတစ်လုံးနဲ့တစ်လုံး data တွေချိတ်ဆက်ပြီးတော့အဲ့ဒီဥစ္စာတွေလုပ်ရလိမ့်မယ်ဒါနောက်ပြီးတော့ကျွန်တော်ဒီ data center တွေမှာဆိုရင်လည်းဒီလိုမျိုး data center တွေမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲဟို network ချက်တာတို့ပါအဲ့ဒီဥစ္စာမျိုးလေလောက်ရတာရှိတယ်ဒါတော့ကို specialize တော်မဲ့ဥစ္စာမျိုးရွေးချယ်ပဲကိုက networking ဘက်ကိုသွားချင်တာလားဒါမှမဟုတ်ကျွန်တော်တို့ဒီနောက်ပိုင်းခက်စားလာပါလဲဆိုတော့ cloud computing ဆိုတာရှိတယ်ဟိုရိုးရှင်းပြောရမယ်ဆိုတော့ကျွန်တော်အနည်းဆုံးပြောရမယ်ဆိုတော့ cloud computing တော့ကျွန်တော်အခု data storage တွေသုံးနေတဲ့ Baka တို့နောက်ပြီးတော့ကျွန်တော် OneDrive တို့ပါလို့အဲ့ဒီလိုဥစ္စာမျိုးတို့နောက်ပြီးတော့ကျွန်တော်ထက်ရှိသေးတယ်ဘာကြီးလဲဆိုတော့ဒီ online storage တွေနဲ့ပတ်သက်ပြီးတော့အားလည်းအများကြီးရှိပါတယ်ကျွန်တော်ဥမာGoogle Drive တို့ပါလို့ရှိရလေအဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးတော့ data center အဲ့ဒီလိုမျိုးဥစ္စာတွေနဲ့ပတ်သက်ပြီးတော့
story ဘိုင်းနဲ့ပတ်သက်ပြီးတော့ဥစ္စာတွေကကျွန်တော် cloud computing ဘက်မှာနည်းနည်းလေးပါသွားတယ်ဒီနည်းနည်းမဟုတ်ပါဘူးကျွန်တော်ကတော့ဒီ specialize လိုက်လုပ်ထားတာမဟုတ်တော့လေကိုက cloud computing မှာစိတ်ဝင်စားတယ်ဆိုရင် cloud computing နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုဆက်ပြီးတော့သွားလို့ရတယ်ဒါပေမဲ့ဒီဟာတွေကိုမတော့ခင်မှာကျွန်တော်ဘယ်ကနေစသွားရအောင် network engineering ဆိုတဲ့ကျွန်တော်ခုနပြောခဲ့တဲ့ networking basic လောက်ကတော့ကျွန်တော်အရင်ဆုံးတက်ထားတင်တယ်ဗျာဒါမှကျွန်တော်တို့ဒီဥစ္စာတွေသွားရင်အခက်အခဲမရှိပဲသွားလို့ရမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီချက်ချင်းဗျာချက်ချင်းသင်ချက်ချင်းဟိုပြုံးစားကြီးသွားတဲ့အချိန်ကျရင်နားမလည်နိုင်တာတွေရှိသွားလိမ့်မယ်အဲ့တော့စာတွေကရောဝါတွေဖြစ်သွားနိုင်တယ်โอเคနောက်ပြီးတော့ကျွန်တော်ဘာတွေရှိတယ် fiber installation ဆိုတာရှိတယ်ဒါကြောင့်ကျွန်တော် networking ဘိုင်းနဲ့ပဲပတ်သက်ပြီးပေါ့ဥပမာကျွန်တော်ဆိုရင်ဒီ networking ဘိုင်း fiber installation ဘိုင်းသွားအောင်ဆိုရင်ဒီသူက10တန်းနေပါအောင်ပို့လဲတိတ်မလို့ဗျာနောက်ပြီးတော့ network အကြောင်းလေးနားလဲစရာလည်းမလိုအလုပ်ကတင်သွားဘာလို့ရလဲဆိုတော့ကျွန်တော်တို့ဒီ fiber set ကနေပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ fiber router set တခုချပေးလိမ့်မယ်အိမ်မှာပြီးကြကျွန်တော်တို့အဲ့ဒီ router ကနေကျိုးကနေပြီးတော့ကျွန်တော်တို့ဒီ main ကျိုးကိုတွေ့ထားတဲ့ကျွန်တော်တို့ဒီတက်တိုင်ဒီပေါ်မှာဒီလိုမျိုးလေးဟို wifi ကျိုးတွေတက်ရတာလေးရှိတယ်ဒီလိုတက်တိုင်တက်ပြီးတော့ဒီကျွန်တော်တို့ကျွန်တော်ကကျတော့ဒီ ML ဘက်မှာသွားလို့တာပေါ့โอเคဒီလိုမျိုးထားလိုက်ပါကျွန်တော်တို့ဒီကြိုးတက်ရဟာတွေရှိတယ်ဒါတော့လူကတော့တော်တော်ပင်ပန်းနေဒါပေမဲ့ဖွဲတွေပါတော့မလိုဘူးဗျာရထားတဲ့သူတွေကတော့အဆင်ပြေပါပေါ့အလုပ်တွေ့ကြုံနဲ့ကျွန်တော်တို့ဒီ fiber ကြိုးတွေဘယ်လိုမျိုးတက်ရမလဲလို့အဲ့လိုဥစ္စာလေးတွေတော့ကျွန်တော်တို့ဒီအနေငယ်တော့တည်သွားတာပေါ့ဟိုနောက်ပြီးတော့ကျွန်တော်တို့ဒီနောက်ပိုင်းမျိုးတစ်မျိုးနဲ့တစ်မျိုးနဲ့ချိတ်ဆက်တာတွေကြတော့ကျွန်တော်တို့ဒီလိုမျိုးဒီကားကြီးတွေနဲ့ချိတ်ဆက်တာပေါ့လို့အဲ့လိုမျိုး fiber ကြိုးကြီးတွေချိတ်ဆက်တာတွေရှိတယ်ဟိုဒါတွေတော့ဒီ main ကိုကြီး main ကြိုးကြီးတွေပေါ့ဒါတွေကြတော့နောက်ပိုင်းကျကျွန်တော်ဒီသမုဒ္ဒရာတွေဘာတွေထဲမှာလည်းချိတ်ဆက်တာတွေလည်းရှိတယ်ဒါတော့ကျွန်တော် networking သင်တန်းမှာလည်းကျွန်တော်ပြောထားတာတွေရှိပါတယ်စိတ်ဝင်စားတော့တစ်ချက် networking သင်တန်းကိုလာ join လို့ရတယ်ပေါ့โอเคနောက်ပြီးတော့ကျွန်တော်တို့ဘာရှိသေးလဲဆိုတော့ဒီတိုင်းပဲ CCTV installation ဆိုတာရှိတယ် CCTV installation တိုင်းမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီကောင်တွေကကျတော့ကျွန်တော်တို့ဟို site တွေချရတာပေါ့ဘယ်မှာကျွန်တော်တို့ CC တက်မယ်ဗာညာအဲ့လိုမျိုးလုပ်ရလေးရှိတယ်ဒီကောင်လည်းဒီလစာအနေနဲ့ကတော့ကျွန်တော်တို့ဒီကျွန်တော်လုံးဝကျတော့ဒီ fiber installation ဘက်မှာဆိုရင်ကျွန်တော်တို့တနေ့6000နှုန်းနဲ့ဟိုကျွန်တော်တို့တစ်လဝန်ထမ်းအနေနဲ့ရသွားတဲ့အချိန်ကျရင်တော့ဒီအနည်းဆုံး2သိန်းကျော်လောက်တော့ရတာပေါ့လစာအနေနဲ့ရတော့နည်းနည်းတော့ပင်ပန်းလာပေါ့တနေ့ကနေပူကြီးထဲမှာတက်တိုင်းနေတက်ရတာလေးတော့ရှိတယ် CCTV installation မှာကျတော့လေသူကလည်းသူလစာလေးရှိတယ်တကောင်ကျတော့နည်းနည်း3သိန်းနာနီးကလေးတွေပြေးတယ်ဗျာဒါပေမဲ့လောက်ရဖို့ကတော့ဒီပြောရရင်တော့တကယ်စာတွေးကိုလည်းနည်းနည်းတေချာလေးရထားတဲ့သူကအပြင်မှာလက်တွေးလုံးမဲ့ချိန်ကျရင်တားကြီးပြကျွန်တော်တို့တဲ့ဦးလဲမနိုင်တော့ဘူးတန်းပြီးတော့ဟောဒါကိုပြောပါလားဆိုပြီးကျွန်တော်သိသွားနိုင်တယ်ဝေထားလိုက်ပါကျွန်တော်နောက်ပြီးကြတော့ဘာရှိသေးလဲဆိုတော့ကျွန်တော် networking ဘိုင်းမှာပဲဒီဘာ ID support အနေနဲ့အလုပ်ဝင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Kumura Rebel ဆိုတဲ့အတိုင်းပဲကျွန်တော် Kumura ပြုပြင်တဲ့ဘိုင်းကို software ဘိုင်းပဲ software ဘိုင်း hardware ဘိုင်းကိုနည်းနည်းသိရင်တော့ရပါပြီ hardware ဘိုင်းကတော့ဒီဘာလို့လဲဆိုတော့ hardware ဘိုင်းအဖြုတ်တက်လောက်ပဲရှိရလေတကယ်တမ်းပြောရရင်ဟုတ် okay ဒါလို့ကျွန်တော်တို့ဒီ area တွေမှာ software ရှင်းတဲ့အချိန်ကျဟာအဖြုတ်တက်ဆိုတော့လည်းအဖြုတ်တက်ကြီးရတယ်တိတ်လွယ်တာမဟုတ်ဘူးเนาะကျွန်တော်ဆက်တလုံးလုံးစစ်ဆေးပြီးတော့ဘယ်နားမှာ error ရှိလဲဆိုတော့ကြည့်ပြီးတော့မှဖြုတ်တက်လို့ရတာဆိုတော့နောက်ပြီးတော့ကျွန်တော်တို့ဒီ user တော်တော်များတွေ့ရတော့ software ဘိုင်းပေါ့ software ဘိုင်းကိုတော်တော်ပိုင်ထားရင်တော့ computer web ဘိုင်းမှာမစိုးဘူးလို့ပြောရမယ်။ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ IT support အနေနဲ့ဒီရုံးနေနောက်ပြီးတော့ကျွန်တော်တို့ဒီ CNHN လို့ခေါ်တဲ့ဒီ City Map Ocean တွေ City Map တွေ Ocean တွေမှာလောက်သွားလျှောက်ကြည့်ရင်ကျွန်တော်တို့ဒီ computer web ဘဲလောက်တဲ့ဒီ network engineering ဆိုတဲ့ networking basic လေးလောက်တော့တက်ထားတင်တယ်နောက်ပြီးတော့ကျွန်တော်အမှကျတော့ POS ဆက်တွေကန်ရရှိရလေ POS ဆက်တွေလို့နောက်ပြီးတော့ကျွန်တော်ရုံးကကွန်ပျူတာတွေပြင်ရလာတော့ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဘာတွေလဲရှိရမလဲဆိုတော့ID diploma တို့ CCNA certification လောက်ရှိရင်တော့အလုပ်ရဖို့ကနည်းနည်းပိုတည်ကြတယ်ဗျာဟိုဒါတော့ကျွန်တော် recommend ပေးထားတဲ့ဥစ္စာလေးပေါ့ဝေနောက်ပြီးတော့ကျွန်တော်ဘာလဲဆိုတော့Linux ဆိုတဲ့ဥစ္စာလဲအတိုင်းမဲ့ကျွန်တော်တို့ဒီဘန် Telecom တွေနောက်ပြီးတော့ဘန်တွေမှာအသုံးပြုကြတာရှိတယ် Linux ဆိုတဲ့ဥစ္စာတိတ်ကောင်က command line တွေပဲသွားတာဆိုတော့ဒီဘယ်လိုပြောမလဲနည်းနည်းကျွန်တော်တို့အတွက်လုံခြုံမှုရှိတယ်ဥပမာဒီ Linux operating system မသုံးဘူးတဲ့လူတွေဆိုရင်ကျွန်တော်တို့ထဲရ data တွေဖြတ်ဖို့ဆိုတော့သူတို့အတွက်တော်တော်ခက်ခဲသွားပြီဗျာ short click ဖို့လည်းနည်းနည်းခက်ခဲသွားပေါ့ okay နောက်ပြီးတော့ကျွန်တော်တို့ဒီ system administration ဘိုင်းမှာလည်း Linux ဘိုင်းပြီးရင် system administration ဘိုင်းမှာလည်းဘာရှိလဲဆိုတော့ဒီ Microsoft ကနေပြီးတော့ပေးထားတဲ့ MCS တွေလို့ကျွန်တော် MCSC လို့အဲ့လို Azure ကနေပေးထားတဲ့ certification တွေလည်းရှိတယ်ဒါတော့ကျွန်တော်တို့သွားမဲ့လမ်းကြောင်းပေါ့ system administration ပေါ့ဥပမာကျွန်တော် Windows ဘိုင်းသွားမယ်ဆိုတော့ MCS တွေဆိုတော့ Microsoft Certified System Administration ပေါ့အဲ့ဒီလောက်တော့ကျွန်တော်တို့ဒီ certification ယူထားတင်တယ်နောက်ပြီးတော့ကျွန်တော်ဒီ certification အနေနဲ့ကတော့ဒါကတော့ CCN တွေ
certification ကယ်ရီယာပတ်လေးပေါ့ဥမာကျွန်တော်တို့ဒီ CCN နေပြီးတော့ CC ခုနကတော့ကျွန်တော်ပြောပြီးပါပြီ CCNP လို့ CCI လို့ရှိသွားလို့ရတယ်နောက်ပြီးတော့ကျွန်တော်ဘာရှိသေးလဲဆိုတော့ကျွန်တော်တို့ Linux မှာလည်းLinux မှာကျွန်တော်ဒီဘေးတွေများတယ်ဗျကျွန်တော် hacking ဘိုင်းမှာဆိုရင်တော့ကျွန်တော် Debian ဘေးကိုသုံးကြတယ်ခင်ဗျားတို့ဒီနည်းနည်းဆက်ဆက်ပြောရမယ်ဆိုတော့ကျွန်တော် Termet software တွေပါရှိပါတယ်ဒီ Android ဘိုင်းတွေမှာဆိုလဲဖုန်းရှိတယ်ဆိုရင်လည်းကျွန်တော်တို့ဖုန်းနဲ့လေ့လာလို့ရတာပါပဲဒီ Linux ဘိုင်းကိုဘာမှမခက်ခဲပါဘူးတခြားအသုံးပြုတဲ့โอเคနောက်ပြီးတော့ကျွန်တော်တို့ဒီ Red Hat Pay ဆိုတဲ့ဒီ Red Hat Certification ပိုင်မှာလည်းဘာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီ ICSA တို့ ICE တို့အဲ့လိုမျိုး certification တွေရှိတယ်မှာ Red Certified System Administration တို့ Red Certified Engineer တို့အဲ့လိုမျိုးဟာလေးရှိတယ်ဒါတော့ကျွန်တော်တို့ဟို Linux နဲ့ပတ်သက်ပြီး certification တွေပေါ့ပတ်စံအနေနဲ့ကတော့ကျွန်တော်ပြောရမယ်ဆိုတော့ဒီ CCNA certification ကတော့လက်တော်ဒေါ်လာ300နီးပါးလောက်ရှိတယ်ဒေါ်လာ300နီးပါးဆိုတော့မြန်မာငွေနဲ့ဆိုအခုချိန်နဲ့တော့ဒေါ်လာ6သိန်းဝန်းကျင်တော့ရှိမှာပေါ့ဒီ Red Certified ဥစ္စာတော့ဒေါ်လာ400လောက်ရှိတယ်မြန်မာငွေနဲ့ဆိုဒေါ်လာ8သိန်းနီးပါးလောက်ရှိမှာပေါ့ဒါကတော့ကျွန်တော်တို့တင်ငန်းစာမပါဘူးเนาะကျွန်တော်စာမိုးဝဲကြီးတက်ပဲနောက်ပြီးတော့ဒီကောင်ဒီ CCNA တို့ဒီCCNA တို့နောက်ပြီးတော့ဒီ certification တွေက3နှစ်ပဲရှိရဗျာဒါလို့ဒီ3နှစ်အတော်တင်းမှာပဲကျွန်တော်ဒီ certificate အကျုံးဝင်မယ်3နှစ်ကျော်သွားတဲ့အချိန်ကျရင်တော့ကျွန်တော်အဲ့ဒီ certificate ကတိတ်အကျုံးမဝင်တော့ဘူးဒါပေမဲ့ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုရင်တော့ဒီတော်တော်များများအလုပ်တွေကတော့ဒီ CCN တွေတော့ ICS တွေတော့ certification တွေရထားမယ်ဆိုရင်တော့ဒီအလုပ်သွားလျှောက်တဲ့အချိန်ကျရင်တော့3နှစ်ပြည့်သွားလဲဟိုနားလည်မှုနဲ့အလုပ်လုပ်ရတဲ့နေရာလေးအတိဆက်သွယ်ရှိတော့အဆင်ပြေပါတယ်ဒါမဲ့ကျွန်တော်ပတ်စံနည်းနည်းအဆင်ပြေတဲ့အချိန်ကျရင်ဒေါ်လာစာရတဲ့အချိန်ကျရင်နဲတာမှမဟုတ်တာကျွန်တော်တို့အခြေအနေတွေအဆင်ပြေသွားတဲ့အချိန်ကျရင်တော့ဒီ certification နဲ့ပတ်သက်ပြီးတော်တော်လေးအဆင်ပြေသွားမယ်သူအဲ့လောက်ပဲကျွန်တော်လည်းပြောပြလိုက်မယ်โอเคနောက်တစ်ခုကဘာရှိလဲကျွန်တော် programming ဘက်မှာလည်းရှိတယ် programming ဆိုတာလုံးဝမမေ့ထားသေးဘူးကျွန်တော်တို့ဒီကွန်ပျူတာတွေသုံးနေရဆိုတာလည်းဒီ programming ဆိုတဲ့ဥစ္စာတွေ programming နဲ့ဖွဲ့စည်းထားပြီးတော့ကျွန်တော်တို့ရှိလို့ဟိုဘယ်လိုပြောမလဲလွယ်လွယ်ကူပြောရမယ်ဆိုရင်ကျွန်တော် operating system အကြောင်းရှင်းပြထားတဲ့တင်ခန်းစာရှိတယ်အဲ့ဒီမှာလေ့လာလိုက်မယ်ဆိုရင်တော့ operating system အကြောင်းလည်းလေ့လာမနော် programming ပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေ့လာသိသွားလိမ့်မယ်ကျွန်တော်တို့ဒီ programming မှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီ Android developer လို့ iOS developer လို့ဆိုပြီးတော့အလုပ်တွေခေါ်ကြရရှိရယ်နောက်ပြီးကြတော့ကျွန်တော်တို့ website developing ပိုင်းမှာဆိုလည်းအမှဟို front end လို့ front end လို့နောက်ပြီးကြတော့ကျွန်တော် back end developer လို့ရှိတယ်ဘယ်လိုမျိုးကွာပါလဲဆိုတော့ကျွန်တော်တို့ဒီ design ပိုင်းနဲ့ကျွန်တော်တို့ developing ပိုင်းပေါ့ဒီ database ပိုင်းတွေနဲ့ပတ်သက်ပြီးအဲ့လိုမျိုးနှစ်ခုခွဲထားတယ်နောက် full stack developer ဆိုလည်းရှိရပါလဲဆိုတော့သူက design ပိုင်းရောကျွန်တော် develop ပိုင်းနဲ့ website တစ်ခုလုံးသူတယောက်တည်းဟိုထိန်းချုပ်သွားနိုင်တဲ့လောက်ထိဟိုလေ့လာပြီးသွားတဲ့လူတွေပေါ့အဲ့လိုမျိုးတွေရှိတယ်ဒါတော့ကျွန်တော်ဒီ programming ဘိုင်းနဲ့ပတ်သက်ပြီးတော့ပြောပြပါဒါဒီ programming ဘိုင်းကိုလေ့လာခြင်းတဲ့သူတွေကဒီကျွန်တော် hacking ဘိုင်းတွေလေ့လာဝါသနာပါတဲ့သူတွေဆိုရင်ကျွန်တော် panel star တွေပါလောက်ဆိုရင်ဒီလုံး panel star တို့ hacker တွေပါလောက်ရှင်နေဆိုရင်ပထမဆင့်အနေနဲ့ကျွန်တော်တို့သူများတူးတွေကိုကြွကြမ်းချင်းနဲ့တူးကိုကြွကြမ်းချင်းအသုံးပြုတတ်တဲ့သူဆိုရင်တော့ဒီမစိုးဘူးလို့ပြောရမယ်ဒါကနည်းနည်းအဆင်ပြေသွားလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီနောက်ပိုင်းပေါ့ဒီပို့ပြီးနည်းပညာကိုအစိမ့်မြင့်လေ့လာခြင်းเนาะကိုယ်တိုင်တူးတွေရေးတတ်ခြင်းเนาะ programming ကိုလေ့လာမှရမယ်။အခုနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီဘာရှိသေးလဲဆိုတော့နောက်ပိုင်းမှာ machine learning တို့ artificial intelligence တို့ AI စနစ်တွေရှိလာတယ်။လွယ်လွယ်ကူကူကျွန်တော်ပြောရမယ်ဆိုတော့ AI စနစ်ဆိုတော့ဘာကြီးလဲဆိုတော့ကျွန်တော်တို့ဒီမှာတော့ဟိုနီးစပ်သုံးပြမယ်ဆိုတော့ကျွန်တော် Facebook တွေဘာတွေမှာလေဥပမာကျွန်တော်တို့ကပထမတစ်ရက်မှာကျွန်တော်ကဟို game တွေအကြောင်းရှာလိုက် mobile legend game တွေအကြောင်းကျွန်တော်ရှာလိုက်မယ်ဆိုရင် mobile legend game နဲ့ပတ်သက်ပြီးတော့အချက်လက်လေးထွက်လာလိမ့်မယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီပတ်ကြီးတို့ဘာလို့အကြောင်းအနေနဲ့ game တွေအကြောင်းကျွန်တော်တို့စိတ်ဝင်စားလို့ follow ပြီးပါလုပ်လိုက်မယ်ဆိုရင် follow မလုပ်တာနဲ့ကျွန်တော်တို့ဒီတချို့ page တွေကအချက်လက်တွေကျွန်တော်တွေ့ရလာလိမ့်မယ်။hacking ကြောင့်စိတ်ဝင်စားတော့ hacking နဲ့ပတ်သက်ပြီးတော့အချက်လက်တွေတွေ့ရလိမ့်မယ်။ဒါကကျွန်တော်တို့ Facebook မှာလည်းကျွန်တော် AI စနစ်ထည့်ထားတဲ့အတွက်အဲ့လိုမျိုးသိတာ။နောက်ပြီးတော့ဘယ်လိုမျိုးလဲဆိုဥမာကျွန်တော်တို့ငယ်ုံကစော်ဦးရဲ့ကားလေးရှိမှာပါဒီကားလေးရဗျာဥမာတစ်ခုကိုတိုက်လိုက်မိရင်ကျွန်တော်တို့အနောက်ကိုပြန်ဆုတ်သွားတာတို့ပြန်꿰သွားလို့အဲ့လိုမျိုးကားလေးကျွန်တော်တို့ဟိုဘက်ထရီကားလေးမျိုးမှထင်ပါတယ်တိကြမှာပါတတိထားမိကြလိမ့်မယ်။အခုနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော် IoT ဆိုတာလည်းအတိုင်းပဲကျွန်တော်တို့ဒီဘယ်လိုပြောမလဲ internet နဲ့ချိတ်စားတဲ့ device တွေပေါ့အဲ့လောက်တိထားရင်တော့ရပါပြီကျွန်တော်တို့ IoT device ဆိုတာတော့ဒီဘက်မှာတော့နည်းနည်းပြဖို့ကနည်းနည်းဟိုရှိတာပေါ့။ Okay ဒါဆိုရင်ကျွန်တော်နောက်တစ်ခုကဘာကြီးလဲဆိုတော့ကျွန်တော်တို့ဒီအဲ programming လေ့လာမယ့်အချိန်မှာအကုန်လေ့လာတာတော့ကောင်းတယ်ဗျာဒါပေမဲ့ဒီအရင်ဆုံးမရှုပ်သွားခြင်းကျွန်တော်ဒီမှာ AI ဘန်းကိုလေ့လာခြင်းလဲဆိုဘာကြီးလေ့လာတင်လဲဆိုရင် Python လို့ C++ လို့ဒီ programming language တွေ Java လို့တချို့ language တွေ
တော်တော်များများလေးလာလို့အဆင်ပြေတယ်နောက်ပြီးတော့ web development ဘက်မှာဆိုလည်းအဲ့လိုပဲကျွန်တော်တို့ဒီ make language တွေနောက်ပြီးတော့ကျွန်တော်တို့ဒီ JavaScript တို့ PHP တို့နောက်ပြီးတော့ကျွန်တော် database ဘိုင်း SQL လို့ MySQL လို့အဲ့လိုမျိုးဥစ္စာအဲ့ဒီဘိုင်းတွေကိုလည်းလေ့လာအဆင်ပြေဒါတော့ကျွန်တော်ဒါလေးရေးပြလာတဲ့ဥစ္စာတွေတော့ကျွန်တော်မြင်နေရတယ်ဆိုတော့ထိုင်ပြီးတော့ကျွန်တော်ရုံမပြတော့ဘူးနောက်တစ်ခုမှလည်းအဲ့လိုပဲကျွန်တော် mobile application ဆိုရင်လည်းဒီဟာလေးကိုလေ့လာလို့ရမယ်robotic ဘိုင်းဆိုရင်လည်းဘယ်ဟာတွေကိုလေ့လာလို့ရမယ်ဂိမ်းကိုကဂိမ်းတွေထွင်နေတာဆိုရင်ဂိမ်းထွင်ခြင်းဒီ language တွေကိုလေ့လာရမယ်ဒါတွေဥစ္စာတွေကကျွန်တော်ပြထားတဲ့အတွက်ဒီတော့ပဲကျွန်တော်ပြောပြလိုက်တော့မယ်โอเคနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ethical hacking ကို penetration test ဒီကောင်လေးကကျွန်တော် ethical hacking မိုင်းမှာကျွန်တော်တို့ဒီကျွန်တော်ပြောချင်တဲ့ဥစ္စာမျိုးခုနလိုမျိုး Facebook hacker လောက်ပဲကျွန်တော်တို့ဒီ hacker ဆိုရင် Facebook hacker လောက်ပဲပြောချင်တဲ့သူတွေကိုကျွန်တော်တခုပြောပြချင်တယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ hacking မိုင်းမှာကျွန်တော်တို့လူတွေက social engineer တွေရောpeople hacking လို့လည်းခေါ်ကြတယ်ဘာလို့လဲဆိုတော့ဒီ social engineer တွေဥစ္စာ phishing ကကျွန်တော်ခုနပြောသလိုပဲဒီပညာတာကြီးပါသွားတာမဟုတ်ဘူးညာနည်းနည်းလေးလာလိုက်တာနဲ့ရတယ်အဲ့ဒီ phishing လေးလောက်တာလေးရသွားတဲ့အချိန်ကျရင်သူများတွေကိုကျွန်တော်တို့လိန်လည်ပြီးတော့ဒီလိန်လေးကိုဝင်လိုက်ပါဘယ်လောက်ရမလဲအဲ့လိုမျိုးလိန်လည်ပြီးတော့အချက်လက်တွေကိုခူးပြီးတာဖြစ်တယ်။ Okay ဒါကတော့ကျွန်တော်ခုနပြထားတဲ့အတိုင်းပဲဒါတော့ကျွန်တော်တို့ဒီ phishing နဲ့ပတ်သက်ပြီးတော့ hacking ဘိုင်းပေါ့ဒါလို့ကျွန်တော်တို့ဆိုခင်ဗျားတို့စဉ်းစားကြည့်လိုက်ဟို phishing လေးကိုဗျာ log in ဝင်လိုက်လို့ကျွန်တော်တို့ကသူများဥစ္စာ log in ဝင်လိုက်ကျွန်တော်တို့အကောက်ပါသွားမယ်ဆိုရင်ခင်ဗျားခုနပြောနေတဲ့ Facebook အကောက်တွေမဟုတ်ဘူးဗျာဖုန်းတစ်လုံးလုံးသူကထိန်းချုပ်နိုင်သွားပြီ။ဥပမာကျွန်တော်တို့ဒီ phishing အပြင်အခုဒီမှာ application ဆိုလဲအတိုင်းပဲကျွန်တော်ကခင်ဗျားကိုလာပြီးတော့ဒီ software လေးကို download လိုက်ပါဆိုပြီးတော့ဒီယုံရတဲ့သူတွေကတော့ဘာမှမဖြစ်ဘူးပေါ့။ဥပမာမယုံရတဲ့သူတွေကဒီ software လေးကို download လိုက်ပါကျွန်တော် software ကို download ဆွဲပြီးသွားတဲ့အချိန်ကျရင်ဘယ်လိုဖွင့်လိုက်ပါအဲ့လိုမျိုးလုပ်လိုက်တဲ့အချိန်ကျရင်အဲ့ထဲမှာတော့ကျွန်တော်ပေးလို့ဆိုတယ်ကျွန်တော်တို့ဒီ Trojan တို့ malware တွေကို download ကျွန်တော်တို့ဒါhacker တွေကတွင်ထားမယ်ဆိုရင်ခင်ဗျားတို့ဖုန်းထဲမှာရှိတဲ့အချက်လက်တွေအကုန်လုံးပါသွားတယ်။မှန်တော့ကြောက်ခင်ဗျားတို့ဒီထဲမှာရှိတဲ့ ban အချက်လက်တွေပါတွေရောအကုန်လုံးပတ်စံတွေအကုန်လုံးထုတ်သွားနိုင်တယ်။အဲကြောင့်မို့ကျွန်တော်ပြောချင်တဲ့ဥစ္စာမျိုးက hacking ဆိုရင် Facebook လောက်ပဲမတွေးတာနဲ့တကယ်တမ်းလှုပ်ချင်ရင်တကယ်တမ်းတက်တဲ့ကောင်ဆိုရင်တကယ်လှုပ်ချင်နေဆိုရင်တော့data တွေပေါအောင်လို့ကြံစီနေတယ်ဆိုခင်ဗျားတို့တွေကပတ်စံတွေအကုန်လုံးပြောင်းအောင်ယူသွားနိုင်တယ်။နောက်ပြီးတော့ကျွန်တော်တို့ဘာကိုထပ်ပြောမလဲဆိုတော့ကျွန်တော်တို့ဒီ WhatsApp ဘိုင်းနဲ့ပတ်သက်ပြီး defacement အကြောင်းလေးကျွန်တော်ပြောပြမယ်။ဘူးတူတာပေါ့ဒါလေးရတော့ defacement ဆိုတာလည်းအတိုင်းပဲကျွန်တော်တို့ဒီ WhatsApp ခိုင်းwebsite တွေပါတယ်ကျွန်တော်တို့ဒီအရင်ကတော့ကျွန်တော်တို့တနိုင်ငံနဲ့တနိုင်ငံမှာပြဿနာဖြစ်တဲ့ချိန်ကျရင် what defacement ဆိုပြီးတော့မှ hack ပိုင်းဘာညာပေါ့အဲ့လိုမျိုးရေးကြတာလေးရှိတယ်အခုနောက်ပိုင်းလူတွေကတော့ဒီသူတို့ရဲ့ဟိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲအဲ့လိုမျိုးကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ဒီကျွန်တော်တို့တက်ကြွတဲ့ဥစ္စာတွေပေါ့ဥပမာကျွန်တော်တို့ဒီ data တွေကိုကျွန်တော်တို့ဘယ်လိုလုံနိုင်တယ်ဘာညာအဲ့လိုမျိုးဥစ္စာကို show off ပြတာ show off ပြတာပေါ့အဲ့လိုပဲပြောရမှာပေါ့အဲ့လိုမျိုးပြချင်တဲ့အချိန်မှာကျွန်တော်တို့ဒီ Facebook တွေတင်ပြီးတော့ website တွေကိုကျွန်တော်အဲ့လိုမျိုးဒီ Facebook တွေတင်ကြတယ်ဥပမာလွယ်ကူပြောရမယ်ဆိုရင်တော့ဗျာကျွန်တော်တို့မြင်နေကြဒီမှာ facebook.com ကိုသွားလိုက်မယ်ဆိုရင် facebook.com ကို login ဝင်တဲ့နေရာကိုမတွေ့ရဘူးねကျွန်တော်တို့ hack ပိုင်းဘာညာအဲ့လိုမျိုးပေါ်သွားတဲ့ဥစ္စာမျိုးကိုကျွန်တော် defacement တင်တယ်လို့ခေါ်တယ်တရောက်ကဝင်တင်သွားပေါ့နောက်ပြီးတော့ကျွန်တော် DOS ဆိုတော့ဗာလဲလို့ကျွန်တော်ပြောရမယ်ဆိုရင်ပြင်းပြအနေနဲ့ DDoS attack ဆိုတာ distributed denial service လို့ခေါ်တယ်deny ဆိုတယ် denial ဆိုလဲ deny ဆိုတဲ့အတိုင်းပဲကျွန်တော်တို့service တွေကိုငြင်းဆန်တာကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဥပမာစေးဆိုင်ဒီဇိုင်းကိုကျွန်တော်သွားမယ်စေးဆိုင်ကိုသွားပြီးကျွန်တော်ဖျားနေတာပေါ့ဖျားနေလို့ဆိုကျွန်တော်ဆေးသွားပါမယ်ဒါပေမဲ့တချို့လူတွေကအဲ့ဆေးဆိုင်ကိုဆေးမြောင်းစေခြင်းလို့ဆိုလူရောက်100လောက်ကလာပြီးတော့ဟိုဆေးမိလိုက်ဒီဆေးမိလိုက်မေးတဲ့အချိန်မှာကျွန်တော်ကတကယ်ဝယ်မဲ့လူကအဲ့ဆေးဆိုင်ကိုတိုးလို့မရတော့ဘူးဆေးဆိုင်ပိုင်ရှင်ကလည်းဘာမှမရောင်းရပဲနဲ့ဒီမဝယ်တဲ့သူတွေကိုဒီဘယ်လိုဆိုရောကျွန်တော်တို့ဟိုရှင်းပြနေရတာမျိုးပြောတာအဲ့ဒါတော့ကျွန်တော် denial service ဆိုတဲ့ denial service ပေါ့ကျွန်တော်ဒီနေမိညာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့အရင်ကကျွန်တော်တို့ဒီအရင်နှစ်တွေမှာဟိုGoogle ကနေပြီးတော့ကျွန်တော် service ကြီးက down ရရှိတယ်။ဘာလဲဆိုတော့ကျွန်တော်အဲ့လိုပဲကျွန်တော်တို့ဒီ request တွေပေါ့ ICMP flow လို့ပါလို့အဲ့လိုမျိုးအရာတွေကိုပို့တာများတော့ကျွန်တော်တို့ Google site က down ရတဲ့အချိန်ကျတော့ဒီ data kit တွေကကျွန်တော်တို့ပင်networking တင်တဲ့အချိန်ကျမှကျွန်တော်လှမ်းပြီးတော့ပင်တက်တွဲတာပေါ့လို့အဲ့လိုကျွန်တော် CMD ထဲမှာလည်း comment ထဲမှာလည်းကျွန်တော်တင်ထားရရှိပါတယ်အဲ့ဒါလေးတစ်ချက်လေးကြည့်ပေးပေါ့အဲ့ဒီဥစ္စာလေးကဒီလှမ်းပြီးတော့ပင်တာလေးများတော့ဗျာ data request တွေလောက်တာများတော့ဒီ server ကလုံးဝမနိုင်တော့ဘဲနဲ့ဒီ data တွေ down ကြသွားတာလို့ service down သွားတယ်အဲ့လိုမျိုးဖြစ်သွားတာကို DDoS attack လုပ်တယ်လို့ခေါ်တယ်။ Okay နောက်ပြီးတော့ကျွန်တော်တို့ဒီ location ထွက်တဲ့နေရာမှာလည်းကျွန်တော်တို့ဒီကာကွယ်ဖို့အတွက်ဆိုရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့မသိတဲ့ application တွေကိုကျွန်တော်တို့ GPS location မပေးနဲ့နောက်ပြီးတော့ကျွန်တော်တို့မသိတဲ့ software တွေကို permission application
location application ကို permission တွေမပေးနဲ့နောက်ပြီးတော့ကျွန်တော်တို့ဘာမပေးသင့်ဘူးလဲဆိုတော့ဖြစ်နိုင်ရင်ကျွန်တော်တို့ VPN တွေပါသုံးလာတာပို့ပြီးတော့အဆင်ပြေနိုင်တယ်ဒီလောက်ဆိုရင်တော့ကျွန်တော် location ထွက်ခံရအောင်ဘာလို့နည်းနည်းပပကောက်ွယ်နိုင်နေပေါ့โอเคဒါဆိုရင်နောက်ပြီးတော့ဗာလဲဆိုတော့ကျွန်တော် juice jet screen ဆိုတာရှိတယ်ဒါတော့လွယ်လွယ်ကူပြောရမယ်ဆိုတော့ကျွန်တော် USB setting နဲ့ hacking လုပ်တာပေါ့ဥပမာကျွန်တော်ဒီ USB setting လေးကိုထိုးလိုက်တာနဲ့ကျွန်တော်တို့တွေက data တွေဘိုင်းရက်တွေမိသွားတာတော့ဘာလို့အဲ့လိုမျိုးတွေရှိတတ်တယ်အဲ့ဒါကိုတော့ juice jet screen လုပ်တယ်လို့ခေါ်တယ် hacking တန်းနေဆိုရင်တော့နောက်ပြီးတော့ကျွန်တော်တို့ဒီဖုန်းအသွင်းကြိုးနေရာတွေမှာလည်းမျိုးfast free charging လို့ဘာလို့အသွင်းကြိုးလက်ကားသွင်းရတဲ့နေရာတွေမှာရှိရဲအဲ့မှာလည်းအဲ့လိုပဲဒီအသွင်းကြိုးသွင်းတဲ့နေရာမှာ hacker တွေကသူတို့တူးတွေပါတာထည့်ပြီးတော့ရေးထားတာရှိရင်ကျွန်တော်တို့ဖုန်းတွေက data တွေအကုန်လုံး hacker တွေကတွေ့သွားနိုင်တယ်ဥပမာကျွန်တော်တို့ personal အကြောင်းအရာတွေနောက်ပြီးတော့ကျွန်တော်တို့ရဲ့အချက်လက်တွေအကုန်လုံးဟိုအဲဟာတွေကရယူသွားနိုင်တယ်ပေါ့ခွေနောက်ပြီးတော့ကျွန်တော်တို့ဘာလဲဆိုတော့ဒီမြန်မာနိုင်ငံမှာတွေ့တာများဆိုတော့ဒါတော့ကျွန်တော်ကြိုက်ထီးဦးမှာရှိရလို့ပြောချင်တာမဟုတ်ဘူးเนาะကြိုက်ထီးဦးလိုနေရာမျိုးတွေမှာကျွန်တော်တို့ဒီအာသွင်းတာတွေရှိတယ်ဗျဥပမာကျွန်တော်တို့ဘက်ထရီအားပြည့်900လို့1000လို့အဲ့လိုမျိုးသွင်းရတာရှိတယ်အဲ့ဒီနေရာတွေမှာအာသွင်းတဲ့အချိန်ကျမှအခုကျွန်တော်ပြောချင်တာဟာဘာလဲဆိုတော့တကယ်တမ်းဖြစ်နိုင်ကျွန်တော် power bank နဲ့ပဲသွင်းစီခြင်းတယ်power bank နဲ့ပဲဒီအာသွင်းတာလေးကိုကျွန်တော် recommend ပေးတယ်ဘာလို့လဲဆိုတော့ဒီအက်ကလူတွေကသာဘာမှမသိဘူးမလုပ်ဘူးဆိုပေမဲ့ဒါလို့မကောင်းကြံနေတဲ့ hacker တွေပါရတာဒီ hacking knowledge ကိုသိတဲ့လူတွေကလာပြီးတော့အဲ့ဒီနေရာမှာကျွန်တော် data တွေကိုလာပြီးတော့တက်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ information ချက်လက်လေးပါသွားနိုင်တဲ့အတွက်မမြင်တဲ့ကိစ္စတွေမြင်တဲ့ကိစ္စတွေသူများတီဟိုမှာအဆင်မပြေဘူးအဲကြောင့်ဘယ်နေရာမှာပဲဖြစ်ဖြစ်နောက်ပြီးတော့ကျွန်တော်ဘူဒါတွေပါတွေမှာလည်းလေfree charging ဆိုပြီးအားသွင်းတဲ့နေရာလေးရှိတယ်အဲ့ဘူဒါတွေမှာလည်းကျွန်တော်တို့တတိထားတင်တယ်ဟိုကျွန်တော်ပြောချင်တဲ့ဥစ္စာလေးကတော့ဒီ free wifi တွေကိုရှောင်းနောက်ပြီးတော့ကျွန်တော်တို့ဒီလို USB stick တွေတွေ့တဲ့အလကားကောက်ရတဲ့ဟာပဲဆိုပြီးကျွန်တော်ကောက်ပြီးမတက်တင်ဘူးနောက်ပြီးတော့ကျွန်တော်ဒီ free charging တွေမှာဆိုရင်လည်းကျွန်တော်တို့ဒီ power bank တွေပါနေမှာအားသွင်းတာတော့ပဲလုပ်တင်တယ်โอเคနောက်ပြီးတော့ကျွန်တော်တို့ဒီနောက်ပိုင်းဒါကတော့တိတ်တော့မဆိုင်ပါဘူးဒါတော့ graphic မဆိုင်ဘူးလည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီဘိုင်းကိုနောက်ပိုင်းလူတွေကလေ့လာကြတာဒီ cryptocurrency ဆိုတဲ့အကြောင်းတွေတချို့ကလေ့လာကြတယ်ရှိတယ်။ဘာလေ့လာကြလဲဆိုဥပမာကျွန်တော်တို့ဒီကောင်ကလွယ်လွယ်ကူပြောရမယ်ဆိုရင်တော့ကျွန်တော်လေလံပွဲလူမျိုးပဲဗျာ။ဒီဥပမာကျွန်တော်တို့ဒီလေလံပွဲကဘလောက်ဥပမာကျွန်တော်တို့ပထမတစ်ရက်မှာဒီဒင်းကကိုကျွန်တော်လွယ်ကူပြပြနော်100မလား100လို့ထားလိုက်ရင်ကျွန်တော်နောက်နေ့ကျအဲ့ဒင်းကဗျာဒေါ်လာပတ်စံ100နေပြီးတော့50ဖြစ်သွားရင်ခင်ဗျားအနေနဲ့ချက်ချင်းပဲပတ်စံ50လက်ကားဖြစ်သွားတယ်ရှုံးသွားမယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့နောက်နေ့ခင်ဗျားဒီနေ့တော့100နဲ့ဝင်လာတယ်နောက်နေ့ကျပတ်စံအဲ့ဒီတင်ကားပြတဲ့ဘက်ကို200ဖြစ်သွားဆိုခင်ဗျားချက်ချင်းပတ်စံနဲ့100မြတ်သွားရေပေါ့ဒါတော့ဥပမာပြောပြပါနောက်ပြီးတော့ကျွန်တော်တို့ဒီ crypto mining ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ digital ငွေကြေးတွေကိုဒါတွေကအပြင်မှာဒါဒီငွေကြေးဆိုပြီးတော့ bitcoin လို့ဘာလို့ဆိုရင်တော့ကျွန်တော်နည်းနည်းကြားဖို့မှာအဲ့လိုမျိုးတက်ကြီးမရှိဘူးကျွန်တော်တို့ဒီ GPU တွေနဲ့ mining လုပ်တာတို့ online မှာပဲ data mining လုပ်တဲ့ဥစ္စာတွေရှိတယ်အဲကြောင့်ဘာတွေဖြစ်ကြလဲဆိုတော့ကျွန်တော်တို့ဒီ data နဲ့ပတ်သက်ပြီးတော့ဒီ data mining လုပ်ထားတာပတ်သက်ပြီးတော့ကျွန်တော်တို့ GPU ကတ်တွေအများဆုံးရှုံးတာတွေပါ performance တွေကြာသွားတွေဖြစ်နိုင်တယ်ဒါဆိုဒီလောက်သိရင်ပဲရပါပြီဒီ cryptocurrency နဲ့ပတ်သက်ပြီးတော့ knowledge အနေနဲ့နောက်တစ်မျိုးကဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီအတီးက hacker အနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ CH ဆိုတဲ့ certification တွေတခုရှိတယ်အရင်ကကျွန်တော်တို့ဒီ CH ကိုဖြည့်ကြတယ်ဗျာဒါပေမဲ့ဒီ CH ကဘာလဲဆိုတော့ကျွန်တော်လက်တွေမရှိဘူးလက်မရှိတော့မှကျွန်တော်တို့ဖြည့်တယ်ဆိုရင်ဒီကောင်ကဟို multiple choice လောက်ပဲဖြည့်ရတာ multiple choice နဲ့ပဲဖြည့်ရမယ်ဆိုတော့မှ CH ကိုကျွန်တော်တို့ကစာချက်ပြီးတော့ဖြည့်သွားရင်တော်တော်လေးကိုအဆင်ပြေနေပြီဒါပေမဲ့ဒီ CH certification ဆိုတာလွယ်လားဆိုလည်းမလွယ်ပါဘူးသူကလည်းသူတော့ခက်ခဲရှိတယ်ဒါပေမဲ့တချို့တော်တော်များများ CH ကိုနောက်ပိုင်းကျတော့ဒီ CH ကကြောက်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီSOC လို့နောက်ပြီးတော့ NOC လို့ဒီနောက်ပြီးတော့ဟို security ဘိုင်းကလူတွေဥပမာ blue team ပေါ့လောလောကူပြောရမှာဆိုအဲ့လို blue team ဘက်ကလူတွေပေါ့ security ဘိုင်းကလူတွေအတွက်ဆိုရင် CH ယူထားတာဘာမှအဆင်ပြေစရာအကြောင်းမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ pandasing ဘိုင်းကိုသွားမယ်ဆိုရင်ဒီ redding ဘိုင်းကိုသွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ Elan security က certification တွေယူလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီတော်တော်ခက်စားနေတဲ့ offensive က certification OSCP လို့ offensive security certified professional လို့offensive security certified expert လို့နောက်ပြီးတော့ကျွန်တော်တို့ red expert လို့ red professional လို့အဲ့လိုမျိုး certification တွေကျွန်တော်တို့ယူလို့ရတယ်နောက်ပိုင်းကဒီလို certification တွေ offensive certification ယူကြများပါတယ်ဈေးတွေရတယ်တော်တော်များတယ်အနည်းဆုံး10သိန်းကျော်နီးပါးလောက်ရှိကြတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ INDK ရပတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိသွားကြပြီလို့ကျွန်တော်မျှော်လင့်တယ်ကျွန်တော်ပြောထားတဲ့ share ရင်းတွေကိုလည်းအကုန်လုံးနားလည်ပြီးတော့ကျွန်တော်တို့ဒီ hacking လို့ဘာလို့ဆိုရင်လည်းကျွန်တော်တို့ဒီအမြင်နည်းနည်းဘယ်လိုပြောမလဲစကုတ်ချင်းလေးပဲကြည်တာနေပြီးတော့ကင်းဝေးပါစေလို့ကျွန်တော်
အကုန်လုံးကိုကျွန်တော်ဆူတောင်းပေးလိုက်တယ်ကျွန်တော်တို့တင်တန်းကနေပြီးကျွန်တော်တို့ဒီ communal web ပဲနောက်ပြီးတော့ဒီ networking ရဲ့ ethical hacking နဲ့ပတ်သက်ပြီးတော့တင်တန်းလေးတွေကျွန်တော်ဆက်ဖွင့်ပေးသွားအောင်မယ်အဲ့ဒီဥစ္စာတွေလည်းစိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်တို့ဒီဆက်ပြီးတော့စောင့်လို့ရတယ်ပေါ့အခုကျွန်တော် communal web ပဲတင်တန်းဆိုရင်လည်းကျွန်တော်9000ကျပ်နဲ့ပဲကျွန်တော်ဖွင့်ထားရတယ်ဒီထဲမှာလည်းကျွန်တော်အခုတပင်းဗီဒီယိုလေးကအဲ့လိုမလုပ်ထားရတော့ရှိရဗျာမပူနဲ့ကျွန်တော်တဖြည်းဖြည်းချင်းအဲ့လိုပြီးသွားမယ်တစ်ခုချင်းချင်းတော့ကျွန်တော်တို့တေချာလေးကိုဟိုလေးလာစေခြင်းနဲ့ဒါဆိုတော့အားလုံးဆင်ပြေပါစေလို့ကျွန်တော်ဒီကနေပဲဆူတောင်းပေးလိုက်ပါတယ်โอเคအားလုံးကျွန်တော်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်